Miss Universe 2026အတွက်ရွေးချယ်ခြင်းခံရဖို့ပရိသတ်တွေအားပေးနေကြတဲ့အေးမြတ်သူပရိသတ်များရှင်လက်ရှိချိန်မှာတော့အေးမြတ်သူကအသက်40မှာဘဝဆဆိုတဲ့အတိုင်းပဲအသက်40အရွယ်ရောက်တဲ့အခါမှာအေးမြတ်သူရဲ့အမှုပညာလှုပ်ရှားမှုတွေကဟုံတောင်အောင်မြင်လာခဲ့တာဖြစ်ပါတယ်။အကယ်ဒမီရတဲ့ခုနှစ်တုန်းကတော့အေးမြတ်သူအတွက်အောင်မြင်မှုဆိုတာဒီလောက်ထိကြီးကြီးမားမားရှားခဲ့တာမျိုးမရှိပါဘူး။အေးမြတ်သူကအကယ်ဒမီရပြီးသွားတဲ့နောက်ပိုင်းမှာလည်းတချို့သောပရိသတ်တွေကအေးမြတ်သူတယောက်အကယ်ဒမီရထားတယ်ဆိုတာကိုတော့သိရှိထားတာမျိုးမရှိသလိုတာမန်မင်းသမီးတလက်အနေနဲ့ပဲသဘောထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ရေစက်တို့ဒီလည်းတခါတရံမစုံစည်းတာဆိုတဲ့ဇလန်တွဲတွဲနဲ့တင်အခုလက်ရှိမှာအောင်မြင်နေတဲ့မင်းသမီးတွေအားလုံးကိုအေးမြတ်သူကကြော်တက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုကြော်တက်သွားနိုင်တာကလည်းအေးမြတ်သူရဲ့ပါရမီအားကောင်းတာရဲ့အနည်းနဲ့အလားလားကပြုကျင့်ထားတဲ့သူရဲ့အမှုပညာအရှိအသွေးတွေကြောင့်လိုအပ်တဲ့အချိန်မှာထီထီမိမိအသုံးချနိုင်ခဲ့လို့အခုလိုပွင့်ဦးလာဖြင့်ပရိသတ်တွေကအားပေးလက်ခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီဇလန်တွဲပြီးကြတဲ့ကအေးမြတ်သူတယောက်ကရွှေဆိုင်တွေဖွင့်ပွဲတွေမှာဆိုရင်လည်းတောက်လျှောက်ဆိုသလိုမြင်တွေ့နေကြရတာဖြစ်ပါတယ်။နောက်ပြီးဒီဇလန်တွဲမရခင်ကလေးကအေးမြတ်သူတယောက်ကခက်ဝက်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအမြဲတမ်းသင်ကြားနေတာပါ။သူ့အနေနဲ့ Miss တယောက်ဖြစ်ဖို့အရေးအချင်းအခွင့်အရေးတွေရှိလာခဲ့မယ်ဆိုရင်ဝင်ပြိုင်ဖို့အတွက်ဘယ်တော့မှဆွဲမလျှော့ဘူးဆိုတဲ့စကားကိုလည်းပြောပြလာခဲ့တာပါ။ဒါကြောင့်တချို့သောသူတွေကအသက်ကြီးမှကြည်ပွေအတက်ပေါက်ချင်နေတဲ့မိန်းမဆိုပြီးဝေဖန်ခဲ့ကြတာတွေလည်းရှိပါတယ်။အေးမြတ်သူကတော့သူ့ကိုဝေဖန်တဲ့သူတွေကိုပြန်လည်တုံ့ပြန်တာမျိုးတွေမရှိဘဲသူ့အနေနဲ့လုံရက်နဲ့သာကောင်းဆုံးချပြနေတာဖြစ်ပါတယ်။ပွင့်ဦးလာဖြင့်ပရိသတ်တွေရဲ့အတိမတ်ပြုခြင်းကိုခံရပြီးရဲ့နောက်ပိုင်းမှာဆိုရင်အေးမြတ်သူဝတ်ဆင်တဲ့လက်ဝတ်ရတနာတွေဆိုရင်လည်းတအားကိုရောင်းကောင်းခဲ့တာကြောင့်ရွှေဆိုင်ဖွင့်ပွဲတိုင်းလူလိုမှာအေးမြတ်သူကိုတွေ့မြင်နေရတာဖြစ်ပါတယ်။နောက်ပြီးအေးမြတ်သူကအခုချိန်ဒီ body structure လှပပြီးတော့ခက်ဝတ်အပိုင်းမှာလည်းကျွမ်းကျင်တာကြောင့် show ပွဲတွေမှာပါအေးမြတ်သူကိုတွေ့လာခဲ့ရတာပါတကယ့်တခါတုန်းကဆိုရင် show ပွဲတွေမှာအေးမြတ်သူတယောက်ကမပမဖြစ်ပါဝင်ခဲ့ရတဲ့ model တူပဲဖြစ်ခဲ့ပါတယ်အခုချိန်မှာဆိုရင်တော့နာမည်ကြီးမင်းသမီးတွေနဲ့အတူတူ fashion show တစ်ခုမှာအေးမြတ်သူရဲ့လှပတဲ့ခန္ဓာကိုကြွားရွားတဲ့လမ်းလျှောက်ဟန်တွေကိုပရိသတ်တွေကအရန်ကိုသဘောကျနေကြတာပါဒါကြောင့်ပရိသတ်တော်တော်များများကတော့အေးမြတ်သူလိုမျိုးအခုချိန်ထိတွက်လက်တန်မှာလှပနေတဲ့အမျိုးသမီးမျိုးကသာလေ Miss Universe တယောက်ဖြစ်တဲ့နယ်ဆိုပြီးမှတ်ချက်တွေပြုပေးနေကြတာဖြစ်ပြီး2026ခုနှစ်အတွက် Miss Universe ပြိုင်ပွဲစဉ်ကိုအေးမြတ်သူကိုဝင်ပြိုင်ဖို့အတွက်အားပေးနေတာဖြစ်ပါတယ်တခြား model တွေမင်းသမီးတွေခက်ဝတ်လျှောက်တာနဲ့လုံးဝမတူဘဲနဲ့အေးမြတ်သူရဲ့ခက်ဝတ်ပိုင်းက international အဆင့်ထိမိနေတာဖြစ်ပြီးတော့အရန်ကိုကြွားရွာလှပနေတာကြောင့်လက်ရှိ Miss တွေနဲ့တောင်ရှင်လို့ရတဲ့အနေအထားမျိုးမို့ Miss Universe ဆိုတာဒီလိုခန္ဓာကိုဒီလိုအလားမျိုးဒီလိုကောက်ဝတ်အပိုင်းမှာအဆင်ပြေတာဆိုပြီးပရိသတ်တော်တော်များများကအေးမြတ်သူဘက်ကရက်တီကအားပေးနေကြတာဖြစ်ပါတယ်အေးမြတ်သူကလည်းအောင်မြင်မှုအရှိန်တွေရလာတာကြောင့်သူအနေနဲ့အခုချိန်မှာအမှုပညာလုပ်တွေလောက်ရတာပိုပြီးတက်ကြွနေတော့တာပဲဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအေးမြတ်သူက Miss Universe ပြိုင်ပွဲလို့ဝင်ပြိုင်ခဲ့မယ်ဆိုရင်အားပေးမှလားဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်